လူတယောက်ကကဘာတစ်ခုတည်းကိုရုတ်တရက်ပြန်လည်မွေးဖွား transmigrate လုပ်လိုက်တာနဲ့သူ့ရဲ့အမကရက်ဆက်ဆက်ရိုက်နှက်ခဲ့တဲ့သူကအကိုကြီးယူလာတဲ့အရာဟာဆေးလို့ထင်ခဲ့ပေမဲ့အမှန်တော့ပြင်းအားမြင့် sulfuric acid ဖြစ်နေတဲ့အဖေကဒါကိုမြင်တော့ချက်ချင်းဝင်ထားလိုက်ပေမဲ့ကျွန်တော်ခန္ဓာကိုယ်ရဲ့အရိုးတွေကိုပါချုပ်ဖြတ်ပစ်လိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကနတ်ဆိုးပြီးရင် Demon King မိသားစုတဲကိုပြန်လည်မွေးဖွားလာခဲ့လို့ပဲငငယ်တုန်းကကျွန်တော်ဟာညီကိုမောင်နှမတွေရဲ့အမြဲအနိုင်ကျင့်ခြင်းကိုခံခဲ့ရတဲ့တခါကအမေစီငိုပြီးတိုင်ကြားခဲ့တော့အမေကမင်းလဲနတ်ဆိုးတွေလိုပြန်လက်စားချေလိုက်လို့ပြောတယ်ကျွန်တော်ကအဲ့လိုလုပ်ရင်သူတို့ကကျွန်တော်ကိုတက်ပစ်လိုက်မယ်လို့ပြန်ပြောတော့အမေကရေပြီးအေးဆက်တဲ့အတန်နဲ့သူတို့မတက်ခင်မင်းကအရင်တိုက်ခိုက်လိုက်လို့ပြောတယ်ပြီးတော့မင်းအဖေတောင်သူ့ရဲ့ညီကို12ယောက်ကိုတက်ပြီးမှနတ်ဆိုးပြီးရင်ဖြစ်လာတာလို့ထပ်ပြောခဲ့တယ်အဲ့ဒီနောက်အမေကရုတ်တရက်သွေးတပုံးကိုနောက်ကနေလောင်းချလိုက်ပြီးကျွန်တော်ရင်ဘတ်ထဲကိုဓာတ်နဲ့ပြင်းပြင်းထန်ထန်ထိုးသွင်းလိုက်တယ်ပြီးတော့တယောက်ယောက်ကမင်းကိုတက်ချင်ရင်မင်းကလည်းအရင်ထိုးနှက်ရမယ်လို့ပြောတယ်နောက်တနေ့မနက်အိယာနိုးလာတဲ့အချိန်မှာမူလခန္ဓာကိုယ်ပိုင်ရှင်ခန်းစားရဲ့နှစ်ရကြအမှတ်တရတွေကကျွန်တော်စိတ်ထဲကိုဝင်ရောက်နေပြီးကိုယ်ခန္ဓာကိုယ်ကိုကြည့်လိုက်တော့မနေ့ကတေလောက်တဲ့တန်ရာတွေတောင်အတော်ပြန်ကောင်းနေပြီးအဲ့ဒီအချိန်အိယာဘေးကနေစိတ်ပြက်စရာအတန်တန်ကြားရတယ်မိသားစုစပွဲတော့စတော့မယ်နောက်ကြရင်လမ်းမှာတေးသွားတော့ငါ့ကိုအပြစ်မပေးနဲ့အဲ့ဒါကမူလခန္ဓာကိုယ်ရဲ့ကိုယ်ပိုင်အိမ်ဖော်ရုပ်ပဲယေဟာတတိယအမရဲ့အာနာကိုအာကိုပြီးသူ့တခင်ကိုဘယ်တော့မှလေးစားမှုမရှိခဲ့ဘူးသူလုပ်ရမယ့်အလုပ်တွေအားလုံးကိုလည်းမူလခန်းစပေါ်ပဲပုံချခဲ့တယ်တခါတော့ကခန်းစားကကြောက်ကြောက်ရွံ့ရွံ့နဲ့ဘာလို့အခြားအကူတွေရဲ့အိမ်ဖော်တွေကတခင်ကိုအဝတ်စားဝတ်ပေးတာလဲလို့မေးခဲ့တဲ့ရုပ်ကရဲပြီးအဝတ်တွေကိုသူ့မျက်နှာပေါ်ပစ်ချကဒါဆိုမင်းကငါ့ကိုဝတ်ပေးလေလို့လှောင်ပြောင်ခဲ့တယ်အတုံးမကျတဲ့တခင်ကငါ့ကိုလာစေချင်သေးတယ်ပေါ့လို့ပြောခဲ့တယ်ယခုအချိန်မှာရဲကကျွန်တော်မလုပ်တာကိုမြင်တော့အိယာဘောကဆွဲချဖို့စူးစမ်းတယ်ဒါပေမဲ့သူလာထိတော့မဲ့အချိန်မှာကျွန်တော်ခေါင်းထဲကဆက်ရုပ်လိုအတန်တန်ထွက်လာတယ်တင်House ပုံကလိုစိတ်အမြင့်ဆုံးသို့ရောက်ရှိသွားပြီးနတ်ဆိုးမျိုးနွယ် system ကိုစတင်ဖွင့်လှစ်သည် New Player Gift Pack ရရှိသည်တင်းဤစွမ်းအားသည် Demon Craftsman အဆင့်ထိပ်ဆုံးသို့ရောက်ရှိသွားသည်တင်းသည် Demon King Precious Skill ကိုရရှိသည်ဤစွမ်းရည်သည်တင်းထက်သွေးမျိုးနွယ်နေသောနတ်ဆိုးများအားအပြည့်အဝဖိအားပေးနိုင်သည်ချက်ချင်းပဲကျွန်တော်ကလက်ကိုမြ мян ဆန်ဆန်ဆန့်ထုတ်ပြီးရုပ်ရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်လိုက်တဲ့သူ့မျက်နှာပေါ်ကပြုံးဟာချက်ချင်းပြောက်ကွယ်သွားတဲ့သူကအာကုံယုံပေမဲ့ကျွန်တော်လက်ကခဟေဆော်ထားသလိုတင်းကျပ်နေတဲ့ဒေါသနဲ့ကြောက်ရွံ့မှုကြောင့်တုံရင်နေပြီးကြမ်းတဲ့လက်ထဲမှာနတ်ဆိုးစွမ်းအားစူစီကကျွန်တော်မျက်နှာကိုတိုက်ခိုက်ဖို့ကြိုးစားတယ်ကျွန်တော်မျက်လုံးတွေအေးဆက်သွားပြီးအနှဲငယ်အားထည့်လိုက်တယ်ကရက်အယိုးကျိုးတန်ကအခန်းထဲပဲတင်ထက်သွားတဲ့ရာရဲ့လက်ကောက်ဝတ်အယိုးကိုကျွန်တော်ချေမောပစ်လိုက်တာပဲနာကျင်မှုကြောင့်သူကဒူးထောက်လဲကျသွားတယ်သူ့မျက်လုံးထဲမှာကြောက်ရွံ့မှုသာကျန်တော့တယ်ကျွန်တော်ကသူ့မျက်နှာကိုခြေထောက်နဲ့ဖိထားပြီးမင်းငါကိုအဆက်ခွဲခဲ့တာတွေအနိုင်ကျင့်ခဲ့တာတွေငါအစားအစာတွေခိုးခဲ့တာတွေအလုတ်ကျန်းတွေခိုင်းခဲ့တာတွေအားလုံးအတွက်ဒီနေ့စရင်ရှင်းမယ်လို့ပြောတယ်။ရာကကြောက်လန့်တကြားနဲ့တခင်ကြီးကျမမားပါတယ်နောက်တစ်ခါမလုပ်တော့ပါဘူး။ကျေးဇူးပြုပြီးခွင့်လွှတ်ပါလို့အကြိမ်ကြိမ်တောင်းပန်တယ်။ကျွန်တော်ဘာမှမပြောပဲနတ်ဆိုးစွမ်းအားတစ်ခုကိုသူ့ခန္ဓာကိုယ်ထဲထည့်သွင်းလိုက်တယ်သူ့ရဲ့စွမ်းအားအလုံးပျောက်ကွယ်သွားပြီးကာဗွန်ကူထဲပို့ပစ်ဖို့အမိန့်ပေးလိုက်တယ်ဘဝတစ်လျှောက်ကောက်ပင်တွေအတွက်မျိုးဆက်ပွားပေးရမယ်အဲ့ဒီနောက်တကားဖွင့်ပြီးအပြင်ထွက်လာခဲ့တယ်လမ်းကွေ့တနေရာရောက်တော့ဝါတဲ့ကောင်လေးတစ်ယောက်နဲ့တိုက်မိတဲ့သူကမူလခဲဆွဲရဲ့တက်တမမြောက်ကိုခွမ်းဖြစ်တယ်သူ့အမေကနတ်ဆိုးဘရင်ရဲ့ဇနီးတစ်ယောက်ဖြစ်ပြီးခဲဆွဲရောက်လာပြီးနောက်သူ့အမေရဲ့အဆင့်တန်းကျဆင်းသွားခဲ့တယ်ဒါကြောင့်ခန်းကိုငယ်စဉ်ကတည်းကမုံတိစိတ်တွေဖြည့်သွင်းထားခဲ့တယ်သူကခန်းစကိုမကြခဏလူစုနဲ့ဝိုင်းရိုက်ပြီးအပြင်းထန်တန်ရရအောင်လုပ်တတ်တဲ့ခန်းကကျွန်တော်ကိုမြင်တော့အရင်အံ့ဩသွားပြီးနောက်တော့အန်ရရှိတဲ့အပြုံးတစ်ခုပေါ်လာတယ်ဟာငါတို့ရဲ့အတုံးမကျတဲ့ခက်စပါလားမနေ့ကလေးလောက်အရိုက်ခံရတာတောင်မသေးသေးဘူးလားသူ့နောက်ကလူလေးယောက်လဲရေမောကြတဲ့ခန်းကနတ်ဆိုးစွမ်းအားစူစီပြီးကျွန်တော်ရင်ဘက်ကိုတိုက်ခိုက်ဖို့လာတယ်ဒါပေမဲ့သူ့လက်ရောက်လာချိန်မှာကျွန်တော်ဘေးကိုရှောင်ပြီးပါတစ်ချက်ပြင်းပြင်းထန်ထန်ရိုက်လိုက်တယ်သူက3-4 မီတာလောက်လွင့်ထွက်သွားပြီးနေရန်နဲ့စောက်မိတယ်မျက်နှာတစ်ချမ်းဖောင်းသွားပြီးသွားအများကြီးကျွတ်ထွက်လာတယ်သူတို့ရဲ့ရေတန်းတွေချက်ချင်းရက်တန့်သွားတယ်ကျွန်တော်ကအရင်လိုအားနေတဲ့ခက်စမဟုတ်တော့ဘူးကျွန်တော်ကအေးဆက်တဲ့အတန်နဲ့မင်းတို့ငါ့ကိုအနိုင်ကျင့်နေတော့ကဒီလိုနေမျိုးရောက်လာမယ်လို့တွေးပူလားလို့မေးလိုက်တဲ့ခိုင်းကတော့အခုထိချင်းချောက်နေတော့မယ်အဖေနဲ့တတိယအမကိုပြောပြီးမင်းရေခွန်ကိုခွာခိုင်းမယ်လို့အော်ဟစ်နေတယ်ကျွန်တော်ရေလိုက်ပြီးပါနှစ်ချက်ထက်ရိုက်လိုက်တယ်ကျန်တဲ့သွားတွေအားလုံးလည်းကျိုးထွက်သွားတယ်သူ့ကိုလှုပ်ပေးလိုက်တော့မြေပေါ်မှာမေးလဲသွားတယ်သူ့နောက်လိုက်၄ယောက်ကကြောက်လန့်ပြီးဒူးထောက်ကတောင်းပန်ကြတယ်ကျွန်တော်ကအေးဆက်စွာကြည့်ပြီးမင်းတို့ကငါလက်ထဲတောင်မထတန်ဘူးလို့ပြောတယ်မင်းတို့တခင်ကိုထမ်းပြီးချမ်းကိုပို့လိုက်ဒီမျက်နှာနဲ့ဆိုအဲ့ဒီမှာနာမည်ကြီးမှာတေးချတယ်လို့ပြောပြီးစားတောက်ခန်းဘက်ကိုထွက်လာခဲ့တယ်လမ်းမှာအုတ်ချုပ်ရည်မူယုံနာကဖြတ်သွားတော့ထူးဆန်းတာတစ်ခုခံစားမိတယ်တစ်သားတကားကြီးကအတန်အများစုကိုပိတ်ထားပေမဲ့ကျွန်တော်ရဲ့ Demon General အဆင့်အာယုံခံနိုင်စွမ်းကဆက်သွယ်ရေး Crystal ရဲ့အတန်တိုးတိုးကိုဖမ်းမိတယ်နားကပ်ပြီးနားထောင်လိုက်တော့အတွင်းကစကားတန်တွေကြားရတယ်ပုပ်ရဟန်းမင်းကြီးစိတ်ချပါသူ့သွေးမျိုးနွယ်နိုးထလာခွင့်ကိုဘလို့နီးနဲ့မှခွင့်မပြုပါဘူးမဟုတ်ရင်အဲ့ဒီနှစ်ကစီမံကိန်းတစ်ခုလုံးပျက်စီးသွားလိမ့်မယ်ကျွန်တော်စီစဉ်ထားပြီးသားပါအစည်းအဝေးမှာမင်းသားကြီးဒုတိယမင်းသားနဲ့တတိယမင်းသားကိုသူ့အပေါ်ရန်စပေးမယ်သူဘလောက်ကန်ကောင်းနေပါစေ၃ယောက်ပေါင်းတိုက်တာကိုမခံနိုင်ဘူးအဲ့ဒီအခါ Elaine ဆိုတဲ့မိန်းမရဲ့နောက်ဆုံးမျှော်လင့်ချက်လည်းပြတ်သွားလိမ့်မယ် Elaineဒီနာမည်ကြားလိုက်တာနဲ့ကျွန်တော်နှလုံးသားတုန်ခါသွားတယ်ဒီအစီအစဉ်ကဘာလဲဘာကြောင့်ကျွန်တော်အမေအလိုင်းနဲ့ဆက်နွယ်နေတာလဲကျွန်တော်ချက်ချင်းကော်လန်တိုင်ရဲ့အရေးထဲဝင်ပုံးလိုက်တယ်ခဏအကြာမှာရုံတကားပွင့်လာပြီးအတွင်းရေးမှုထွက်လာတယ်သူကပုံမှန်ဆို Demon General အလဲလက်အဆင့်လိုပြသထားပေမဲ့ယခုတော့သူ့ခန္ဓာကိုယ်ထဲမှာ Demon Marshal P အဆင့်စွမ်းအားကြီးတစ်ခုဝတ်ထားတာကိုခံစားမိတယ်သူဟာသူ့ရဲ့အမှန်တကယ်စွမ်းအားကိုအဆင့်2ဆင့်စာဝတ်ထားတာပဲသူတိုင်နားရောက်လာချိန်မှာကျွန်တော်ကနောက်ကျောရောက်နေပြီနတ်ဆိုးစွမ်းအားအလုံးကိုလက်ထဲဆူစီပြီးသူ့လေပင်ကိုဖမ်းဆုပ်လိုက်တယ်တစ်ဖက်လက်နဲ့လည်းအလွန်တိတ်သေးတဲ့စွမ်းအားကိုဖန်တီးကသူ့ခန္ဓာကိုယ်ထဲကသွေးကြောအားလုံးကိုပိတ်လိုက်တယ်
ကျွန်တော်ထဲကနတ်ဆိုးပိုးပေးသွေးမျိုးနွယ် PR ကပောက်ကွဲထွက်လာတယ်သူက Demon Marshall P အဆင့်ဖြစ်နေပေမဲ့ကျွန်တော်ရဲ့တန့်စင်ဆုံးသွေးမျိုးနွယ်ရှိမှချက်ချင်းမလုံနိုင်တော့ဘူးအတွင်းရမှုကအံ့ဩသွားတယ်သူ့ကိုနှစ်ရက်လုံးလူတိုင်းထင်သေးခဲ့တဲ့ခေဆာကတစ်ချက်တည်းနဲ့ဖမ်းမိလိမ့်မယ်လို့မထင်ထားခဲ့ဘူးသူကမင်းမလှုပ်ချင်တာလဲငါကနတ်ဆိုးပြင်းခံထားတဲ့အတွင်းရမှုငါ့ကိုထိရင်နတ်ဆိုးပြင်းမင်းကိုလွတ်မှာမဟုတ်ဘူးလို့ပြောတယ်ကျွန်တော်အေးဆက်စွာရေးပြီးနတ်ဆိုးပြင်းငါ့ကိုလွတ်မမသိဘူးဒါပေမဲ့နတ်ဖျားတွေအတွက်သူရှို့လုပ်ပြီးနတ်ဆိုးလောကကိုတစ္ဆာဖောက်တဲ့သူကိုတော့သူလွတ်မှာသူမျက်နှာချက်ချင်းဖြူပတ်သွားတယ်သူရဲ့လှုပ်ဝက်ချက်ကိုဘလို့တိသွားတာလဲဆိုတာနားမလည်နိုင်ဘူးနောက်ဆုံးအားတင်းပြီးဝိညာဉ်ကိုလောင်ကျွမ်းစေကထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့အခွင့်အရေးမရခဲ့ဘူးကျွန်တော်လက်ကိုအနှဲငယ်ဖိလိုက်တာနဲ့ Grab လေပင်းကျိုးသွားတယ်ပြီးတော့အလွန်တိတ်သေးတဲ့နတ်ဆိုးစွမ်းအားကိုသူ့ခန္ဓာကိုယ်ထဲထည့်လိုက်တဲ့အဲ့ဒီစွမ်းအားကသွေးကြောတွေထဲပြန့်နှံ့သွားပြီးသူ့ဝိညာဉ်ကိုပါအစိတ်စိတ်မွှားဖျက်ဆီးပစ်လိုက်တဲ့ပြန်လည်မွေးဖွားဖို့အခွင့်အရေးတောင်မကြံတော့ဘူး System အတန်ထွက်လာတဲ့ဂုံယူပါတယ် Host နတ်ဆိုးမျိုးနွယ်တဲ့ဝတ်ထားတဲ့နတ်ဖျားသူရှုကိုတက်ဖြတ်နိုင်ခဲ့သည် Sulet Magic Box 1000 Skill Inside A ရရှိသည်အေးဆက်တဲ့စွမ်းအားတစ်ခုကျွန်တော်မျက်လုံးထဲဝင်လာတဲ့ကဘာကြီးကချက်ချင်းပြောင်းလဲသွားတယ်လေထဲစီးဆင်းနေတဲ့နတ်ဆိုးစွမ်းအားတွေကိုတောင်မြင်နိုင်လာတဲ့အသက်ရှိတရဝါတွေရဲ့စွမ်းအားစီးဆင်းမှုကိုပါမြင်နိုင်တဲ့အတွင်းရမှုရဲ့အလောင်းကိုကြည့်လိုက်တော့ Inside ကသူ့ခန္ဓာကိုယ်ထဲကျန်နေတဲ့နတ်ဖျားစွမ်းအားနဲ့ယုံနောက်ကလှုပ်ဝက်ခန်းကိုဖော်ထုတ်ပေးတဲ့အခန်းထဲဝင်ပြီးဖွင့်လိုက်တော့နတ်ဖျားတွေနဲ့ဆက်သွယ်ထားတဲ့မှတ်တမ်းအားလုံးနဲ့နန်းတော်တွေကတူရှို39ယောက်ရဲ့စည်ရင်းကိုတွေ့ရတယ်သူတို့ဟာနှစ်ရက်ကြာနန်းတော်ထဲဝင်ရောက်နေခဲ့ပြီးတော်ဝင်မိသားစုကိုအချင်းချင်းရန်တိုက်ပေးခဲ့ကြတဲ့နတ်ဆိုးဘရင်ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီးကျွန်တော်ကိုပဲပြစ်မှတ်ထားခဲ့ကြတဲ့စည်ရင်းတွေက Elaine ဆိုတဲ့နာမည်ကိုထိလိုက်တော့ကျွန်တော်စိတ်ထဲမေးခွန်းတွေပုံများလာတယ်ကျွန်တော်မေကဘာတူလဲဘာကြောင့်နတ်ဖျားပုတ်ရဟန်းမင်းကြီးကကျွန်တော်ကိုတတ်ဖို့ဒီလောက်ကြီးမားတဲ့အကြံစီချရတာလဲဒါပေမဲ့အခုချိန်ကဒီအရာတွေစဉ်းစားဖို့အချိန်မဟုတ်ဘူးမိသားစုစပွဲတော် store မယ်ကျွန်တော်စည်ရင်းနဲ့ Christ တော်ကို system space ထဲတင်လိုက်ပြီးတက်တဲ့အားလုံးကိုနတ်ဆိုးမီးနဲ့ဖျက်ဆီးလိုက်တယ်ပြီးတော့စားတောက်ခန်းကိုတွားတယ်အထဲကနေအဲ့ဒီအတုံးမကျတဲ့ကောင်လာရဲမှာတော့မဟုတ်ဘူးမနေ့ကတိလောက်တန်ရာရထားတာမတည်ရင်တော့တစ်နှစ်လောက်အိပ်ရတယ်လဲနေရမယ်ဆိုတဲ့လှောင်ပြောင်းတန်တွေကြားနေရတဲ့တကားကိုတုံးဖွင့်လိုက်တာနဲ့အတန်းအားလုံးရက်သွားတယ်အားလုံးရဲ့အကြည့်တွေကျွန်တော်စီကြားရောက်လာတယ်ပထမအံ့အားကြပြီးနောက်အထင်သေးမှုတွေနဲ့ပြည့်သွားတယ်ဒုတိယအမဝင်ကအရင်ဆုံးပြောတဲ့ဟာဒီအတုံးမကျတဲ့ကောင်ထပ်လာနိုင်သေးတာလားငါကတော့မင်းအခန်းထဲမှာပုတ်တည်သွားပြီးထင်နေတာပါပဲဖြစ်မင်းကအဲ့ဒီတစ္ဆာဖောက်မိမရဲ့တားပဲတစ်ခုခုတော့ဝတ်ထားမှတေးကြတယ်သူပြောတဲ့တစ္ဆာဖောက်မိမဆိုတာကျွန်တော်မေရီလင်းကိုဆိုလိုတာဖြစ်တယ်တစ္ဆာဖောက်မိမရဲ့သားဆိုတဲ့စကားကိုကြားတိုင်းမူလခက်ဆာကအရှက်ရမှုနဲ့နာကျင်မှုကိုအမြဲခံစားရတယ်ဒါပေမဲ့အခုတော့ကျွန်တော်စိတ်ထဲမှာအတွင်းရမှုပြောခဲ့တဲ့စကားပဲတင်ထက်နေတယ်အလိုင်းရဲ့နောက်ဆုံးမျှော်လင့်ချက်ကိုဖျက်ဆီးမဲ့ဒီစကားကြောင့်တန်တရားတွေပုံမှုနဲ့ဆိုင်လာတဲ့အကိုကြီးဘောင်းရောင်ကရေလိုက်ပြီးသူ့လက်ထဲက Christ တော်ပလင်းကိုလှည့်ကစားနေတယ်အဲ့ဒီပလင်းထဲမှာမနေ့ကကျွန်တော်ကိုပတ်ခဲ့တဲ့ပြင်းအားမြင့် acid တဝက်ကြံသေးတယ်သူကရက်ဆက်တဲ့အပြုံးနဲ့ငါအက်စစ်ကအားနဲ့လို့မင်းမျက်နှာမပြောသွားတာဖြစ်မယ်လို့ပြောတယ်အခြားညီကိုတွေကလည်းရေကြတယ်နတ်ဆိုးဘရင်ဆဲတွင်ကအပေါ်ဆုံးခုံမှာထိုင်ပြီးအေးဆက်စွာကြည့်နေတာပဲတားဖို့စိတ်ကူးတောင်မရှိဘူးကျွန်တော်စပွဲနားရောက်သွားပြီးဒုတိယအမလင်းရှိမှရက်လိုက်တယ်မနေ့ကမင်းငါရင်ဘက်ကိုဓာတ်နဲ့ထိုးခဲ့တယ်ဒီနေ့အကျွေးပြန်ဆက်ရမယ်လို့အေးဆက်စွာပြောလိုက်တယ်လင်းကရေပြီးမင်းကငါ့ကိုလက်စားချေမယ်မနေ့ကဓာတ်ထိုးခံရတာမင်းအုံနောက်ကိုထိသွားပြီထင်တယ်လို့လောင်တယ်ပြီးတော့ဓာတ်ထုတ်ပြီးကျွန်တော်ရင်ဘက်ကိုထပ်ထိုးလာတယ်ဒါပေမဲ့ဓာတ်ဖျားကျွန်တော်ရင်ဘန်နာရောက်လာချိန်မှာကျွန်တော်လက်ချောင်းနှစ်ချောင်းနဲ့ဖမ်းလိုက်တဲ့အချိန်တောင်ရက်သွားတယ်လို့ဖြစ်သွားတယ်လင်းရဲ့အပြုံးပြောက်သွားတယ်သူကအားကုန်ထိုးဖို့ကြိုးစားပေမဲ့ဓာတ်ကမလုပ်ဘူးအတုံးမကျတဲ့ကောင်မင်းဘယ်လိုလုပ်ပြီးငါသားကိုတားနိုင်တာလဲလို့អော်တယ်ကျွန်တော်လက်ချောင်းကိုနည်းနည်းအားထည့်လိုက်တယ်တထားကနှစ်ပိုင်းကျိုးသွားတယ်ကျိုးနေတဲ့ဓာတ်ဖျားကိုယူပြီးပြန်ထိုးလိုက်တော့သူ့ပကုံးဆုပ်ပြဲသွားတယ်လင်းကအော်ဟစ်ပြီးနောက်ဆုတ်သွားတယ်ဒေါသနဲ့အတူကြောက်ရွံ့မှုပါပေါ်လာတယ်မင်းငါကိုထိခိုက်အောင်လုပ်ရဲတယ်ငါမင်းကိုတတ်မယ်လို့អော်တယ်သူ့ရဲ့ Demon Marshall P အဆင့်စွမ်းအားလုံးထုတ်သုံးလိုက်တယ်ကျွန်တော်တို့နေရာကမရွှေ့ဘူး system အတန်ထွက်လာတယ် ancestor demon body တပည့်တူညီတဲ့အဆင့်တိုက်ခိုက်မှု80ရော်နေစွမ်းအား3 stop bloodline seal lead layer ဖွင့်လျင်ကအာကုံလက်တီးထိုးလာတယ်ကျွန်တော်လည်းတိုက်ရိုက်ပြန်ထိုးလိုက်တယ်နတ်ဆိုးစွမ်းအားနှစ်ခုတိုက်မိပြီးအနက်ရောင်တိုင်းကြီးထွက်ပေါ်လာတယ်စပွဲတွေကလတ်ထိုင်တွေအကုန်ကြေမွသွားတယ်အနာကလူတွေလွင့်ထွက်ကုန်တဲ့ lillian ကတော့နေရန်စီလွင့်ထွက်သွားပြီးအနက်ရောင်တွေအန်ထုတ်လိုက်တယ်ညာဘက်လက်မောင်းလည်းပျက်စီးသွားတဲ့ system house ဒီဒုတိယအမ lillian ကိုအနိုင်ယူခဲ့ပြီးဆုလက် demon marshall peak skill အသစ် space jumpတခန်းလုံးတိတ်ဆိတ်သွားတဲ့အတုံးမကျဘူးလို့ခေါ်ခဲ့တဲ့cancerကတစ်ချက်တည်းနဲ့ Lillian ကိုအနိုင်ယူလိုက်တာဘယ်သူမှမယုံနိုင်ဘူးဆဲထွန်းတောင်းထိုင်နေရကနည်းနည်းတက်မှတ်သွားတယ်သူ့မျက်လုံးထဲမှာအံ့ဩမှုပေါ်လာတယ်ဒီအချိန်မှာတတိယအမဆောင်းနဲ့ထွက်လိုက်တယ်သူက Lillian ရဲ့ညီမအရင်ဖြစ်ပြီးကျွန်တော်ကိုအမြဲအနိုင်ကျင့်ခဲ့သူပဲသူကကြိမ်တုပ်ထုတ်ပြီး cancer မင်းကအမကိုထိခိုက်အောင်လုပ်ရဲတယ်တေးချင်နေတာလားလို့អော်တယ်ဆောင်းကနတ်ဆိုးစွမ်းအားဖြည့်ထားတဲ့ကြိမ်တုပ်ကိုကျွန်တော်စီပစ်လိုက်တယ်ကျွန်တော်အေးဆက်စွာကြည့်ပြီး space jump တုံးလိုက်တယ်မျက်စိတမိတ်အတွင်းသူ့ရှိရောက်သွားတဲ့ကြိမ်တုပ်ကိုဖမ်းလိုက်တယ်ဆောင်းနာကအားကုန်ဆွဲပေမဲ့မလုပ်ဘူးကျွန်တော်ရဲပြီးရိုးကိုအားကိုပြီးငါ့ကိုဖိနှိပ်နိုင်မယ်ထင်နေတာလားလို့ပြောတယ်နတ်ဆိုးစွမ်းအားကိုကြိမ်တုပ်ကတဆင့်သူ့ခန္ဓာကိုယ်ထဲထည့်လိုက်တယ်သူ့ရဲ့ power core ကိုဓာတ်ရိုက်ဖျက်ဆီးလိုက်တယ်ဆောင်းနာကနာကျင်စွာအော်ဟစ်တယ်စွမ်းအားအလုံးဆုံးရှုံးသွားတဲ့ system တတိယအမဆောင်းနာအားပြစ်ပေးမှုအောင်မြင်စုလက် magic bar က9ရိုက် space jump ကျွမ်းကျင်မှုတိုးတက်အကိုကြီးဘရောင်ကစပွဲကိုရိုက်ပြီး track တယ်သူက set train ရဲ့အချစ်ဆုံးသားဖြစ်ပြီးခါဆော့ကိုအမြဲတက်ချင်ခဲ့သူကအော်တယ်အတုံးမကျတဲ့ကောင်အခုမင်းကိုအစ်စ်အမှန်စွမ်းအားဆိုတာပြမယ်သူက acid ပလင်းကိုထုတ်လိုက်တယ်
အဲ့ဒီ acid ဟာမြေကြီးပေါ်တစ်ဆက်ကြယုံနဲ့တောင်တွင်းကြီးဖြစ်သွားနိုင်တဲ့အရာချားသူတွေကြောက်ပြီးနောက်ဆုတ်သွားကြတဲ့ Brown ကပလင်းဖွင့်ပြီး acid အားလုံးကိုကျွန်တော်မျက်နှာပေါ်ပတ်လိုက်တယ်။ acid ကျွန်တော်မျက်နှာကိုထိတော့မဲ့အချိန်မှာ space jump ကျွန်တော်ပျောက်သွားတဲ့ Brown နားမလည်ခင်မှာပဲသူ့နောက်ရောက်နေပြီးသူ့မေယိုကိုဖမ်းပြီးပါးစပ်ဖွင့်လိုက်တယ်ပြီးတော့ကြံနေတဲ့ acid တွေကိုသူ့ပါးစပ်ထဲပြန်လောင်းချလိုက်တယ်။ acid ကလဲချောင်းနဲ့စီးဆင်းသွားပြီးခန္ဓာကိုယ်ကိုအတွင်းကနေစတင်ပြောကြစေတယ်။စက္ကန့်ပိုင်းအတွင်းသူမြေပေါ်လဲကျပြီးနာကျင်စွာလူးလိမ့်နေတဲ့နောက်တော့ခန္ဓာကိုယ်ရောဝိညာဉ်ပါဖျက်ဆီးခံလိုက်ရတယ်။ System, Hosti, Akoji Barangu, Tapyakedi, Sula, Demon Sword Skill, Demonic Flame Split. Bloodline Seal Not Layer Punsuan A, Demon King Initial Stage. တခန်းလုံးအော်ဟစ်သွားတဲ့ညီကိုမောင်နှမအားလုံးကြောက်လန့်ပြီးကျွန်တော်ကိုကြည့်နေကြတဲ့သူတို့အမြဲအထင်သေးခဲ့တဲ့ခက်ဆာကအမနှစ်ယောက်ကိုအနိုင်ယူခဲ့တဲ့အကိုကြီးကိုတက်ခဲ့တဲ့အားလုံးထွက်ပြေးဖို့ကြိုးစားကြတယ်ဒါပေမဲ့ဆဲထွန်းကစားပွဲကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တဲ့တခန်းလုံးတုန်ခါသွားတဲ့ Demon King ဖေးအစင်ဖီယာကြီးကလှိုင်းလုံးကြီးလိုကျွန်တော်စီကြားရောက်လာတဲ့အားနေတဲ့သူတွေဒူးထောက်ကျသွားကြတယ်ဆဲထွန်းကဒေါသတကြီးအော်ဟစ်တဲ့အယူကောင်မင်းကိုဘသူကမိသားစုစပွဲမှာလူတက်ဖို့တက်တိပေးထားတာလေသူ့စွမ်းအားလုံးကျွန်တော်ပေါ်ဖိအားပေးလာတဲ့အယိုးတွေတကျွတ်မြည်လာပေမဲ့ကျွန်တော်တော့မတ်တရက်နေစေသူ့ကိုတိုက်ရိုက်ပြန်ကြည့်လိုက်တယ်ကျွန်တော်မျက်လုံးထဲမှာကြောက်ရွံ့မှုလုံးဝမရှိတော့ဘူးကျွန်တော်ဆဲထွန်းကိုတိုက်ရိုက်ကြည့်ပြီးပြောလိုက်တယ်စွမ်းအားကအရာအလုံးပဲဆိုတဲ့စီးမြင့်ကိုခမားကိုယ်တိုင်တင်ပေးခဲ့တာမဟုတ်လားခမားကလည်းညီကိုဆဲနှစ်ယောက်ကိုတက်ပြီးဒီနေရာကိုရခဲ့တာပဲလားဆိုကျွန်တော်ကိုတက်ချင်တဲ့အကိုတယောက်ကိုတက်လိုက်တာဘာမှလို့လဲဆဲထွန်းရဲ့မျက်နှာဒေါသကြောင့်မင်းမောင်သွားတဲ့သူ့နောက်မှာအနက်ရောင်နှက်ဆိုးစွမ်းအားတွေစုပုံလာပြီးအေယာမပစိန်ကြီးတစ်လက်အသွင်ပြောင်းသွားတယ်တကယ်ပဲငါသားဆိုတာတက်တည်ပြနေပြီးဒီလောက်နားလဲရဆိုရင်ငါရဲ့တိုက်ခိုက်မှုတစ်ချက်ကိုခံနိုင်မခံနိုင်ကြည့်ရသေးတာပေါ့မခံနိုင်ရင်ဒီနေ့ဒီနေရာမှာပဲတည်မယ်လို့ပြောပြီးအေယာမပုစိန်ကြီးကိုမြောက်ကအားကုန်ခုတ်ချလိုက်တယ်ပစိန်ရဲ့စွမ်းအားကြောင့်တနေရာလုံးတုန်ခါသွားတဲ့ဝိညာဉ်ပါအစိတ်စိတ်အမော်မော်အကွဲသွားမလားလို့ထင်ရတဲ့အထီးဖီအားပြင်းထန်တဲ့ကျွန်တော်ရထားတဲ့ Demon Sword ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်လိုက်တဲ့ System Demonic Flame Ignition Activate အနက်ရောင်မီးတောက်တွေဓာတ်ပေါ်ပက်လဲဝိုင်းလာတဲ့တိုက်ခိုက်မှုစွမ်းအား3ဆက်တိုးသွားတယ်ကျွန်တော်လည်းအားကုန်ထုတ်ပြီးပြန်တားလိုက်တယ်စွမ်းအားနှစ်ခုထိတ်တိုက်တွေ့သွားတဲ့အခါအနက်ရောင်လိုင်းကြီးပောက်ကွဲထွက်လာတဲ့နေရန်တွေပြိုကျတယ်မြေကြီးကွဲအပ်သွားတယ်တခန်းလုံးလှုပ်ခါသွားတယ်ကျွန်တော်ကတော့နေရာကတောင်မရွှေ့ဘူးဒါပေမဲ့ခြေထောက်အောက်ကမြေကြီးမှာအကွဲရာတွေပေါ်လာတယ်ဆဲထွန်းကတော့တိုက်ခိုက်မှုပြန်တုံ့ပြန်အားကြောင့်3လမ်းတောင်နောက်ဆုတ်သွားရတဲ့လက်ဖွားမှလည်းအနှဲငယ်ကွဲသွားတယ်နှက်ဆိုးနှမ်းတော်တစ်ခုလုံးတေးတလို့တိတ်ဆိတ်သွားတယ်အားလုံးအံ့ဩလွန်းလို့အသက်ရှူဖို့တောင်မေးနေကြတယ်ခါဆာက Demon King အစင်ဆဲထွန်းရဲ့အပြေးအဝတိုက်ခိုက်မှုကိုတားနိုင်ုံမကဆဲထွန်းကိုတောင်3လမ်းနောက်ဆုတ်စေခဲ့တဲ့ဆဲထွန်းကကျွန်တော်ကိုစိုက်ကြည့်ပြီးပြောတယ်မင်းလင်းချိန်စာ Likers ကိုချိုးဖျက်ပြီးသွေးမျိုးနွယ်ကိုနိုးထစေခဲ့တာပဲကျွန်တော်အံ့ဩသွားတယ် Likers ဆိုတာဘာလဲပြန်ဖြေမလို့ရှိသေးတယ်အပြင်ဘက်ကနေအိုမင်းပေမဲ့အမှန်ပြေးတဲ့ရေတံတစ်ခုထွက်လာတဲ့ဟာတကယ်ပဲငါတို့နှက်ဆိုးမျိုးနွယ်ရဲ့ထိုက်တန်တဲ့အမွေဆက်ခံသူပဲလူတိုင်းအတန်ကာယာကိုလှည့်ကြည့်လိုက်တဲ့အဲ့ဒီအဖိုးအိုစီကနတ်ဆိုးစွမ်းအားတစ်ဆက်တောင်မထွက်ဘူးဒါပေမဲ့ဆဲထွန်းအောင်သူ့ကိုမြင်တာနဲ့ချက်ချင်းဖိအားတွေရုပ်သိမ်းပြီးဥညွတ်လိုက်တဲ့မဟာအကြီးကဲကိုဂါရဝပြုပါတယ်လို့ပြောတယ်ကျွန်တော် insider ကိုဖွင့်လိုက်တဲ့အမီမုံလင်ယာတုနတ်ဆိုးမျိုးနွယ်မဟာအကြီးကဲစွမ်းအား half demon god level host အပေါ်ရန်လိုမှုမရှိ host ရဲ့အထောက်ထားနဲ့စီမံကိန်းအားလုံးသိရှိထားသည် Elaine Pivatra အယုံကြည်ရဆုံးမိဖက် Elaine Pivatra ကျွန်တော်စိတ်ထဲမုံတိုင်းထားသွားတယ်အမေကတစ္ဆာဖောက်လို့ပဲလူတိုင်းပြောနေကြတာမဟုတ်ဘူးလားဒါဆိုဘာလို့ Pivatra မြင့်မြတ်သူလို့ခေါ်နေတာလဲမုံလင်ကကျွန်တော်ရှေ့ရောက်လာပြီးအပေါ်အောက်ကြည့်တယ်သူ့မျက်လုံးထဲမှာဝမ်းသာမှုနဲ့ဂုဏ်ယူမှုအပြည့်ရှိနေတယ်တော်တယ်ကောင်လေးမင်းတစိတ်ကိုချိုးဖျက်ပြီး Ancestor Demon King Bloodline ကိုနိုးထစေခဲ့ပြီး2000ချီပြီးမှဒီလိုအမွေဆက်ခံသူတယောက်ပြန်ပေါ်လာတာဒီစကားကြားတာနဲ့တခန်းလုံးဆူညံသွားတယ် Ancestor Bloodline ဟာနတ်ဆိုးမျိုးနွယ်ရဲ့အမြင့်ဆုံးစွမ်းအားလို့ယုံကြည်ထားကြတယ်ဒီသွေးမျိုးနွယ်ရှိသူကသာနတ်ဆိုးတွေကိုထိတ်ဆုံးပြန်ရောက်စေနိုင်တယ်နတ်ဖျားနဲ့နတ်ဆိုးနှစ်ဖက်လုံးကိုအုပ်ချုပ်နိုင်တယ်လို့တောင်ပြောကြတယ်စစ်တွင်ကကျွန်တော်ကိုကြည့်ပြီးပြောတယ် Elaine ပြောတာမှန်ခဲ့တယ်မင်းကတကယ်ပဲ Ancestor Bloodline ရဲ့အမွေဆက်ခံသူပဲမုံလင်က Saturn ကိုအေးဆက်စွာကြည့်ပြီးဒီကလေးကမင်းရဲ့ကာကွယ်မှုအောက်မှာသာရှိခဲ့ရင်အခုလောက်ဆိုတည်ပြီးနေပြီး Elaine ရဲ့ယုံကြည်မှုနဲ့မင်းထိုက်တန်ရဲ့လားလို့မေးတယ် Saturn ကခေါင်းငုံသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်နားလည်သွားတယ်အားလုံးကဇလန်တစ်ခုဖြစ်နေခဲ့တာပဲနှစ်ရက်ကြာလစ်လူရှူထားတာမနေ့ကရိုက်နှက်ခဲ့တာအားလုံးမှာနောက်ွယ်အကြောင်းရင်းရှိနေတယ်မုံလင်ကကျွန်တော်ဘက်ပြန်လှည့်ပြီးပြောတယ်ငါနဲ့လိုက်ခဲ့မင်းရဲ့ Bloodline အပြည့်အဝနိုးထနိုင်ဖို့ Forbidden Land ကိုခေါ်သွားမယ်မင်းအမေကမင်းကိုစောစောမဖော်ထုတ်မိအောင် Bloodline ကိုတစိ့ခတ်ထားခဲ့တာနတ်ဖျားတွေတီးသွားရင်မင်းကိုတက်ပြစ်ကြမှာမို့လို့မုံလင်ဆက်ပြောတယ်အဲ့ဒါကြောင့်မင်းကိုဒီနှစ်ရက်လုံးဒုက္ခခံခိုင်းခဲ့ရတာအခုတော့မင်းသိတင်ပြီးကျွန်တော်အတွင်းထိတုံ့လောက်သွားတယ်မူလခန်းစားရဲ့စိတ်ထဲအမြဲရှိနေတဲ့မေကွန်းအမေကငါနှစ်သားရွယ်မှာဘာလို့ငါ့ကိုဓာတ်ထုတ်ခဲ့တာလဲဒါပေမဲ့သူတေလူနီးပါးဖြစ်တိုင်းထူးဆန်းတဲ့နှွေးထွေးတဲ့စွမ်းအားတစ်ခုကအမြဲကယ်တင်ပေးခဲ့တဲ့အခုတော့နောက်ွယ်ကလှုပ်ဝက်ချက်ရှင်းလာပြီမုံလင်ကခဲဆိုကို Forbidden Land စီခေါ်သွားဖို့ Abbas Dragon ၄កောင်ဆွဲတဲ့ရထားပေါ်တက်လိုက်တဲ့လမ်းမှာမုံလင်ကအမှန်တရားကိုပြောပြတယ်မင်းအမေ Elaine Pivatra ကနှစ်တစ်ထောင်မှတစ်ခါသာပေါ်ထွက်တဲ့ Light Sender ဖြစ်တဲ့ Creator ရဲ့တိုက်ရိုက်မျိုးဆက်ပုတ်ရဟန်းမင်းကြီးကသူ့ကိုနတ်ဆိုးလောကထဲဆေလွတ်ပြီး Saturn ကိုတတ်ဖို့တာဝန်ပေးခဲ့တယ်ဒါပေမဲ့သူ Saturn ကိုချစ်မိသွားခဲ့တယ်ပြီးတော့မင်းကိုမွေးခဲ့တယ်မုံလင်ရဲ့အတန်လေးလန်လာတဲ့နတ်ဖျားတွေသူ့တစ္ဆာဖောက်မှုကိုတည်သွားတယ်ဒါကြောင့်မင်းခန္ဓာကိုယ်ထဲ light crush ထည့်ဖို့အမိတ်ပေးခဲ့တယ်မင်းကြီးလာတဲ့အခါအဲ့ဒီချိန်စာကနတ်ဆိုးလောကတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်မယ်သူမလုပ်ရင်တော့သူရောမင်းရောအသက်ခံရမယ်ဒါကြောင့်သူမင်းကိုဓာတ်ထိုးခဲ့တာတတ်ဖို့မဟုတ်ဘူးကဲတင်ဖို့ပဲ
မဟာအကြီးကဲမုံဝင်ကသူ့ရဲ့နတ်ဆိုးစွမ်းအားကိုရစ်ပလင်နဲ့စီးဆင်းစေလိုက်တဲ့ချက်ချင်းပဲရစ်ပလင်တစ်ခုလုံးအလင်းရောင်တောက်ပတ်လာတဲ့အနက်ရောင်နတ်ဆိုးစွမ်းအားတွေကောင်းကင်ထိတက်သွားပြီးအေယာမဝက်ပြက်ကြီးတစ်ခုဖန်တီးကကောင်းကင်နဲ့မြေကြီးကိုဆက်သွယ်လိုက်တဲ့နတ်ဆိုးလောကတစ်ခုလုံးကတက်ရှိအားလုံးဟာသူတို့တွေးထဲမှာတုန်ခါမှုတစ်ခုကိုခံစားလိုက်ရတဲ့အလိုလိုဒီဘက်ကိုဥညွတ်ကုန်ကြတဲ့မုံဝင်ကအလေးနဲ့အတန်နဲ့ပြောတယ်ရစ်ပလင်အလဲမှာရက်ပြီးမင်းရဲ့တွေးရင်းကိုတုံးကဘိုးဘေးရဲ့စွမ်းအားကိုနိုးထစေပါပဲတွေးစိတ်တည်ငြိမ်အောင်ထားကျွန်တော်မဆိုင်မတွေ့ခုံချလိုက်တဲ့စွမ်းအားကအရှိန်ဟုန်နဲ့တိုးလာပြီးဒီမန်က high level အထိရောက်မှရက်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်အသိစိတ်ကအဆုံးမရှိတဲ့အမှောင်ထုတဲ့ဆွဲသွင်းခံလိုက်ရတဲ့အမှောင်ရဲ့အဆုံးမှာအေယာမအနက်ရောင်ရုပ်ပုံကြီးတစ်ခုဖြည်းဖြည်းချင်းလှည့်လာတဲ့မျက်နှာကိုမမြင်ရဘူးဒါပေမဲ့သူ့ပတ်လည်မှာအဆုံးမရှိတဲ့ဆိုးစွမ်းအားတွေလဲပတ်နေတဲ့သူတယောက်တည်းကနတ်ဆိုးလောကတစ်ခုလုံးကိုထမ်းထားတယ်လို့ခံစားရတယ်ကျွန်တော်ချက်ချင်းသိလိုက်တယ်ဒါဟာနတ်ဆိုးမျိုးနွယ်ရဲ့ဘိုးဘေးပဲသူကပြောတယ်နောက်ဆုံးတော့မင်းရောက်လာပြီးပဲသူ့တန်ထဲမှာဖိအားမရှိဘူးအစားစောင့်မျှော်နေခဲ့ရတဲ့တတရမှုတစ်ခုရှိနေတယ်နတ်ဆိုးဘိုးဘေးကဆက်ပြောတယ်လွန်ခဲ့တဲ့နှစ်တစ်ဆက်သူညကငါနဲ့ creator ကပြင်ပ Charles Forces တွေကိုအတူတူတိုက်ခိုက်ခဲ့တယ်ငါတို့နှစ်ယောက်လုံးအပြင်းထန်ဒဏ်ရာရခဲ့တယ်ငါဝိညာဉ်ကကမ္ဘာမျိုးမှာပြန့်ကျဲသွားခဲ့တယ် creator ကလည်းအိတ်ဆက်ချင်းနဲ့ဝင်သွားခဲ့တဲ့အခုပုတ်ရဟန်းမင်းကြီးဆိုတာ creator ကအိတ်ပျော်နေတာကိုအခွင့်ကောင်းယူပြီးအာနာသိမ်းထားတဲ့တာမန်လူတစ်ယောက်ပဲသူကနတ်ဖျားနဲ့နတ်ဆိုးနှစ်ဖက်လုံးကိုကိုချိုးအတွက်အုပ်ချုပ်ချင်နေတာ Liker ဆိုတာလည်းသူဖန်တီးထားတာမဟုတ်ဘူး Charles Forces တွေခြံထားခဲ့တဲ့ထောင်ချောက်ပဲမင်းနဲ့အလိုက်ရဲ့တွေးပေါင်းစည်းမှုကသာအဲ့ဒီချိန်စာကိုလုံးဝဖျက်ဆီးနိုင်တယ်။လူအိမ်မြင်ခဲ့တဲ့ကံကြမ္မာဆိုတာအနာဂတ်မဟုတ်ဘူး။ငါနဲ့ creator ကားတို့ကြားကရှေးဟောင်းသဘောတူညီချက်တစ်ခုပဲပြောပြီးနတ်ဆိုးဘိုးဘေးကလက်မြောက်လိုက်တဲ့အနက်ရောင်နဲ့ရွှေရောင်ရောနေတဲ့အလင်းတန်းတစ်ခုကျွန်တော်နဖူးထဲဝင်လာတဲ့ချက်ချင်းပဲမရေမတွက်နိုင်တဲ့အချက်လက်တွေခေါင်းထဲဝင်လာတဲ့ရှေးဟောင်းစစ်ပွဲများ Charles Forces စန့်ကျင်တိုက်ပွဲများပျောက်ဆုံးနေတဲ့နည်းပညာများနတ်ဆိုးဘိုးဘေးရဲ့တဘဝလုံးကျင့်ကြံမှုများအားလုံးဟာသူ့ရဲ့အမွေနဲ့အပြည့်စုံပဲနတ်ဆိုးဘိုးဘေးရဲ့အတန်ကတဖြည်းဖြည်းဝေးသွားတယ်မင်းရဲ့ခီးဟာနတ်ဖျားနဲ့နတ်ဆိုးတွေမှာပဲအဆုံးသတ်မှာမဟုတ်ဘူးချေကထက်မှန်ပေါ်ထွက်လာတော့မယ်စကြဝဠာတစ်ခုလုံးအနေရကြရောက်လိမ့်မယ်မြ мян အင်အားကြီးလာအောင်လုပ်စွမ်းအားလုံးကိုစူးစီးဒီလောကကိုကောက်ွယ်ပါငါရဲ့အမွေဆက်ခံသူမင်းတာဝန်ကိုပြီးမြောက်စေအဲ့ဒီနောက်အမှောင်ထုပြိုကွဲသွားတဲ့ကျွန်တော်အသိစိတ်ကရစ်ပလင်ပေါ်ပြန်ရောက်လာတယ်နတ်ဆိုးအင်ပါယာတစ်ခုလုံးကနတ်ဆိုးတွေဟာသူတို့တွေးတဲ့ကရှေးဟောင်းဂုံယူမှုကိုခံစားလိုက်ရတယ်အားလုံးဒူးထောက်ကျသွားကြတယ်ဆဲထွန်းတောင်လေးစားစွာဥညွတ်လိုက်တယ်သူတည်သွားပြီဒီနေ့ကစပြီးနတ်ဆိုးအင်ပါယာရဲ့ကံကြမ္မာပြောင်းလဲတော့မယ်ဆိုတာ sister အတန်ထွက်လာတဲ့ဂုံယူပါတယ် House Primordial Bloodline အပြည့်အဝနိုးထသွားပြီး Demon Empire Blessing Skill ရရှိပြီးကျွန်တော်ရစ်ပလင်ပေါ်ကခုန်ဆင်းလိုက်တဲ့မုံဝင်နဲ့အကြီးအကဲတွေကဝမ်းသာလွန်းလို့မျက်ရည်ကျနေကြတယ်မုံဝင်ကဒူးထောက်ပြီးပြောတယ်ကြိုးဆိုပါတယ်မြတ်တော်အရှင်ကျွန်တော်သူတို့ကိုပြန်ထူပေးလိုက်တယ်ဒီလောက်ခန်းသားတွေမလိုတော့ဘူးနတ်ဆိုးအင်ပါယာကိုအရင်ကုန်ချက်တည်ပြန်ရအောင်ကျွန်တော်အစွမ်းကုန်စူးစမ်းမယ်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာ System တတိပေးချက်ရုတ်တရက်ထွက်လာတယ်တတိပေးချက်နတ်ဖျားတပ်ဖွဲ့သည်နတ်ဆိုးအင်ပါယာကိုကျူးကျော်နေသည်တန်ရှင်းသောသူရဲကောင်း12ယောက်ဦးဆောင်လျက်ရှိသည်နေဆက်ခံတပ်3ခုကျိုးပြတ်သွားပြီးပြစ်မှတ် Forbidden Land House Bloodline Awakening ကြောင့်ဖြစ်ပေါ်လာခြင်းကျွန်တော်မျက်နှာချက်ချင်းလေးနဲ့သွားတဲ့နတ်ဖျားတွေကောင်းတယ်ကိုယ်တိုင်လာရဲတယ်ပေါ့မုံဝင်းနဲ့အကြီးကဲတွေကစိုးရိမ်သွားကြတယ်ဒါမကောင်းဘူးသူတို့ကမင်းရဲ့သွေးမျိုးနွယ်နိုးထလာတာကိုခံစားမိသွားတာတေချာတယ်တစိမ့်ပိတ်ထားတာပြတ်သွားလို့ဒီလိုအကြီးစားကျူးကျော်မှုလုပ်ရတာအရှင်ကျွန်တော်တို့မင်းကိုချက်ချင်းကာကွယ်ရမယ်လို့ပြောကြတယ်ဒီနောက်ပိုင်းမှာတော့ Castle နဲ့နတ်ဖျားတပ်ဖွဲ့တို့ရဲ့စစ်ပွဲကြီးစတင်တော့မယ်အပိုင်းကိုရောက်လာပါပြီဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လေးလုပ်ပြီးအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ဒီဇာတ်လမ်းက ongoing ဖြစ်နေတဲ့အတွက်စီဇန်2ထည့်ချိန်ကြရင်ချက်ချင်းပြန်တင်ပေးပါမယ်